မျိုးသမီးတူဟာမီဇိုရီပြည်နယ်ကမြို့ငယ်လေးတစ်ခုရဲ့အပြင်ဘက်တိတ်ဆိတ်တဲ့လမ်းပိုင်းတစ်ခုမှာကားမောင်းနေတာကိုပြသထားပါတယ်။သူမဟာလမ်းဘေးမှာဆွန့်ပစ်ထားတဲ့ကျန်ညာဆိုင်ဘုတ်ကြီး၃ခုကိုသတိပြုမိသွားပါတယ်။ဒီဆိုင်ဘုတ်တွေကိုမသုံးတာနှစ်ပေါင်းများစွာကြာနေပါပြီ။ဒီလမ်းကိုလူပြတ်တန်းတာနဲလုံးလို့ဘယ်သူမှကြော်ညာမထည့်ရတော့ပါဘူး။ဒါပေမဲ့ဒီမျိုးသမီးကမြင်လိုက်တဲ့အခါစိတ်ထဲမှာတစ်ခုခုကိုဆုံးဖြတ်လိုက်ပါတယ်။သူမကားကိုရပ်ပြီးအဲ့ဒီဆိုင်ဘုတ်အလွတ်၃ခုကိုအကြာကြီးစိုက်ကြည့်နေခဲ့ပါတယ်။ပြီးနောက်မျိုးတစ်ခုလုံးကိုပြောင်းပြန်လှမ်းပြမဲ့ဆုံးဖြတ်တစ်ခုကိုချလိုက်ပါတယ်။သူမရဲ့နာမည်ကမီဒရက်ဟေးပါ။သူမဟာအဘင်းမျိုးငယ်လေးကလက်ဆောင်ပစ္စည်းဆိုင်မှာအလုပ်လုပ်တဲ့ကွာရှင်းသားသူမိခင်တူပါ။လွန်ခဲ့တဲ့9လကသူမရဲ့ဆက်ရွက်သက်သမီးလေးအန်ဂျလာဟာအရမပြုကျင့်ပြီးမိရှုတက်ခံခဲ့ရပါတယ်။သူမရဲ့လောင်ကိုလမ်းဘေးမှာတွေ့ခဲ့တာပါ။အဲ့ဒီ9လအတွင်းရဲတပ်ဖွဲ့ကတရားခံတယောက်မှမဖမ်းမိခဲ့သလိုတန်တရားရှိသူတူမှမရှိဘာသေးလုံးသားမှလည်းမရခဲ့ပါဘူး။အမှုကအေးခဲသွားပြီးမီဒရက်ကတော့ညှိမ့်သက်လို့မရတဲ့ဒေါသတွေနဲ့လောင်မြတ်နေပါတယ်။သူမဟာကြော်ညာဆိုင်ဘုတ်၃ခုကိုပိုင်ဆိုင်တဲ့ကုမ္ပဏီကိုသွားပါတယ်။အဲ့ဒီမှာ Red Webby ဆိုတဲ့လူငယ်လေးနဲ့တွေ့ပါတယ်။ Drink Water လမ်းကဆိုင်ဘုတ်တွေဟာဘယ်သူမှမငှားတော့လို့အားနေတယ်လို့သူကပြောပါတယ်။တစ်လကို$9000နဲ့၃ခုလုံးငှားလို့ရပါတယ်။မီဒရက်ကပတ်စံပေးပြီးသူမပြသခြင်းနဲ့စာသားတွေကိုပေးလိုက်ပါတယ်။ဒါအပြင်တစ်နှစ်ပတ်လုံးဒီဆိုင်ဘုတ်တွေကိုတခြားဘသူကမှမငှားဖို့စာချုပ်ချုပ်ဖို့ပါတောင်းဆိုပါတယ်။ Red Webby ကသဘောတူလိုက်ပါတယ်။သူဘလိုကိစ္စကြီးကိုစတင်လိုက်မိပြီလဲဆိုတာသူကိုယ်တိုင်မသိသေးပါဘူး။မကြခင်မှာပဲဆိုင်ဘုတ်တွေတက်လာပြီးအဲ့ဒီစာသားတွေကမျိုးတစ်ခုလုံးကိုတုံလှုပ်သွားစေပါတယ်။ပထမဆိုင်ဘုတ်ကတေဂာနီမှာအဓမ္မကျင့်ခံရတယ်။ဒုတိယဆိုင်ဘုတ်ကဂုရီဖန်ဆီးမှုမရှိသေးဘူး။တတိယဆိုင်ဘုတ်ကတော့ဘာကြောင့်လဲရဲမှုကြီးဝီလိုပြီးလို့ရေးထားပါတယ်။ဒီစာသား၃ခုဟာအဘင်းရဲစကန်ရဲ့ရဲမှုကြီးဘီဝီလိုဘီကိုဓာတ်ရိုက်လူသိရှင်ကြားဆွဆွဲပစ်တင်လိုက်တာဖြစ်ပါတယ်။မီဒရက်ကသူ့နာမည်ကိုထုတ်ပြောပြီးမေကုံထုတ်လိုက်တာပါ။သူမအဖြစ်ကိုလိုချင်ပါတယ်။အန်ဂျလာအတွက်တရားမျှတမှုကိုလိုချင်ပါတယ်။အဲ့ဒီအတွက်မြို့မှာလေးစားဆုံးလူကိုအဆက်ခွဲဖို့လည်းသူမဝင်မလေးပါဘူး။သတင်းတော့ဂါဘရီယလာကမီဒရက်ကိုလူတွေမေးမြန်းတဲ့အခါသူမသမီးလေးအတွက်တရားမျှတမှုမရသေးကြောင်းနဲ့ရဲတွေပြက်ကွက်နေတဲ့အကြောင်းတယ်လို့ပဲပြောချလိုက်ပါတယ်။ဒီသတင်းဟာတော်မီလိုပြတ်သွားပေမဲ့မြို့ကန်တွေရဲ့တုံ့ပြန်မှုကမီဒရက်မျှော်လင့်သလိုဖြစ်မလာပါဘူး။သူမကိုဝိုင်းဝန်းကူညီမဲ့အစားမြို့ကန်တွေကသူမကိုပြန်တိုက်ခိုက်ကြပါတယ်။ဘာလို့လဲဆိုတော့ရဲမှုကြီးဝီလိုဘီမှာပန်ခရီယက်ကင်ဆာနောက်ဆုံးအဆင့်ဖြစ်နေတာကိုအားလုံးကသိနေကြလို့ပါ။သူတွေကနေ့အချိန်မှာမီဒရက်ကလူကောင်းတစ်ယောက်ကိုတိုက်ခိုက်နေတယ်လို့လူတွေကမြင်ကြပါတယ်။ဝီလိုဘီကိုယ်တိုင်မီဒရက်စီလက်တွေ့ပါတယ်။သူဟာစိတ်အေးထားပေမဲ့စိတ်ပြတ်နေပုံရပါတယ်။သူတက်နိုင်နေမှလောက်ခဲ့ပြီးပြီလို့ပြောပါတယ်။အန်ဂျလာရဲ့အလောင်းကရတဲ့ DNA ဟာရာဇဝတ်မှုမှတ်တမ်းတွေနဲ့မကိုက်ညီသလိုမျက်မြင်သက်သေလည်းမရှိဘူးလို့ရှင်းပြပါတယ်။မြို့ကလူတိုင်းကိုစစ်ဆေးဖို့ကလည်းလူ့အခွင့်အရေးချိုးဖောက်ရကြမယ်။ပြီးတော့တရားခံဟာဒီမျိုးကမဟုတ်ပဲဖြတ်သွားဖြတ်လာလည်းဖြစ်နိုင်တယ်လို့သူကပြောပါတယ်။ဒါပေမဲ့မီဒရက်ကမတုံ့လို့ပါဘူး။သူမနဲ့ညှင်းခုန်နေတဲ့မိနစ်တိုင်းဟာတရားခံကိုရှားမယ်မိနစ်တွေဖြစ်တဲ့နယ်လို့ပြန်ပြောပြပါတယ်။ဝီလိုဘီဟာသူမရဲ့စိတ်ကိုမပြောင်းလဲနိုင်မှန်းသိပြီးပြန်သွားပါတယ်။ရဲစခန်းမှာဒီဆိုင်ဘုတ်တွေကိုပုတ်ကိုယ်အရာခံပြနေတဲ့ရာရှိတူရှိပါသေးတယ်။သူ့နာမည်ကဂျေဆန်ဒစ်ဆင်ပါ။ဒစ်ဆန်ကအရက်ကြိုက်ပြီးရန်ကားတတ်တဲ့အပြင်လူမျိုးရေးခွဲခြားတဲ့နာမည်ဆိုလည်းရှိပါတယ်။ဒါပေမဲ့သူဟာဝီလိုဘီကိုဖခင်တရားလိုကြီးညိုသူပါ။သူ့ဆရာကိုလူသိရှင်ကြားအဆက်ခွဲတာကိုသူတီးမခံနိုင်ပါဘူး။သူဟာ Red Webby စီသွားပြီးဆိုင်ဘုတ်တွေကိုပုတ်ဖို့ချင်းချောက်ဝင်မဲ့ Red ကဥပဒေအရစာချုပ်ရှိလို့ဘာမှလုပ်လို့မရကြောင်းပြန်ပြောပြပါတယ်။တစ်ဖက်မှာလည်းမီဒရက်ရဲ့တားဖြစ်သူရော်ဘီကစိတ်ဆိုးနေပါတယ်။ဒီဆိုင်ဘုတ်တွေကိုမြင်တိုင်းသူ့မှအသက်ခံရတာကိုပြန်သတိရစေပြီးဒဏ်ရာဟောင်းကိုဆွတ်တယ်လို့ဖြစ်နေလို့သူကအတိတ်ကိုမေ့ချင်နေပါပြီ။ဒါပေမဲ့မီဒရက်ကတော့လက်မလျှော့နိုင်ပါဘူး။တင်းမာမှုတွေမြင့်တက်လာပြီးတဲ့နောက်မီဒရက်သွားဆရာဝန်စီသွားတဲ့အခါဆရာဝန်ကဝီလိုဘီပတ်တော်သားဖြစ်နေတာကြောင့်သူမကိုနှိမ့်ချဆက်ဆံပြီးချင်းချောက်ပါတယ်။အဲ့ဒီအခါမီဒရက်ကဆရာဝန်ရဲ့လက်သေးကုံကိုဆက်နဲ့ထိုးပေါက်လိုက်ပါတယ်။အဲ့ဒီကိစ္စကြောင့်ရဲစခန်းမှာဝီလိုဘီနဲ့မီဒရက်စကားများနေတော့ဝီလိုဘီကရုတ်တရက်သွေးတွေအန်လာပြီးမီဒရက်မျက်နှာကိုဆင်သွားပါတယ်။အဲ့ဒီအခိုက်အတန့်မှာမီဒရက်ကရန်ညိုးတွေကိုမိတ်ပြီးဝီလိုဘီကိုပတ်ထားပေးကငါကလေးလေးလို့ခေါ်လိုက်ပါတယ်။ခဏတာတော့သူတို့နှစ်ယောက်ရန်သူတွေအဖြစ်မဟုတ်ပဲလူသားချင်းချင်းအဖြစ်မြင်ခဲ့ကြပါတယ်။ဇလန်ကအတိတ်ကိုပြန်သွားပါတယ်။အန်ဂျလာအသက်ခံရတဲ့နေ့ကသူမဟာမီဒရက်စီကကားကိုတောင်းခဲ့ပေမဲ့မီဒရက်ကမပေးခဲ့ပါဘူး။သူတို့အကြီးကျယ်ကြံဖြစ်ကြပြီးအန်ဂျလာကလမ်းလျှောက်သွားမယ်လမ်းမှာအဓမ္မချင်းခံရပါစေလို့ပြောပြီးထွက်သွားတာပါ။မီဒရက်ကလည်းဒေါသနဲ့အေးအဓမ္မချင်းခံရပါစေလို့ပြန်ပြောလိုက်မိပါတယ်။အဲ့ဒါဟာသမီးဖြစ်သူနဲ့နောက်ဆုံးပြောခဲ့တဲ့စကားတွေဖြစ်နေတာကြောင့်မီဒရက်ကိုအမြဲတမ်းနောင်ရရခြောက်လန့်နေပါတယ်။တက်ဆင်ကမီဒရက်ကိုအကြက်ကင်မှုအတွက်သူမရဲ့တငယ်ချင်းဒန်နစ်ကိုဆေးကြောက်မှုနဲ့ဖမ်းလိုက်ပါတယ်။ဆိုင်မုတ်ပြုံးမှာလှုပ်ပေးမယ်လို့ဆိုပေမဲ့မီဒရက်ကညှင်းပါတယ်။ပထမလအတွက်ပေးထားတဲ့ပတ်စံကုန်စားချိန်မှာမီဒရက်မှာဆက်ပေးဖို့ပတ်စံမရှိတော့ပါဘူး။ဒါပေမဲ့အမည်မသိလူတယောက်ကနောက်တစ်လစာအတွက်$9000ကိုလာပေးသွားတာကြောင့်ဆိုင်မုတ်တွေကဆက်ရှိနေခဲ့ပါတယ်။ဝီလိုဘီဟာသူ့ချိန်ကုန်ပြီဆိုတာကိုသိပါတယ်။သူဟာမိသားစုနဲ့အတူပြောစရာကောင်းတဲ့နေ့တစ်နေ့ကိုကုန်ဆုံးပြီးနောက်ညဘက်မှာသူ့ကိုယ်သူတနက်နဲ့ပြစ်တက်လိုက်ပါတယ်။မိသားစုကသူ့ကိုကင်ဆာဝေဒနာနဲ့တဖြည်းဖြည်းပိန်ချုံသေးတာကိုမမြင်စေချင်လို့ပါ။သူမတေခင်မှာစာသုံးဆောင်ရေးခဲ့ပါတယ်။ဇနီးဖြစ်သူမီဒရက်နဲ့ဒစ်ဆင်တို့အတွက်ပါဝီလိုဘီတည်ဆုံးမှုကြောင့်ဒစ်ဆင်ဟာအယူမှုဖြစ်ပြီး Red Webby ရဲ့ရုံးခန်းထဲကိုဝင်ရိုက်ကရက်ကိုဒုတိယထပ်ပြင်မကနေလှုပ်ပစ်လိုက်ပါတယ်။ဒါကိုရဲမှုအသေးအဘခရွန်ဘီကမြင်သွားပြီးတက်ဆန်ကိုအလောက်ကချက်ချင်းထုတ်လိုက်ပါတယ်။အခုဆိုမျိုးတစ်ခုလုံးကမီဒရက်ကိုရန်သူလိုသဘောထားနေကြပါပြီ။မီဒရက်စီကိုဝီလိုဘီရဲ့ဇနီးရောက်လာပြီးဝီလိုဘီရေးခဲ့တဲ့စာကိုပေးပါတယ်။အဲ့ဒီစာထဲမှာဝီလိုဘီကသူ့အမှုကိုဂရုစိုက်ကြောင်းတက်သိမရှိလို့သာဖြစ်ကြောင်းနဲ့မီဒရက်ရဲ့ဆိုင်းဘုတ်စိတ်ကူကအရန်တော်ကြောင်းရေးထားပါတယ်။
ပြီးတော့သူသိဆုံးမှုအတွက်မီဒရက်အပြစ်တင်မခံရအောင်နောက်တစ်လသာဆိုင်ဘုတ်ကိုသူကိုယ်တိုင်အမည်မသိပဲပြီးခဲ့တာဖြစ်ကြောင်းဖော်ပြထားပါတယ်ဒါဟာမီဒရက်ပေါ်ထားခဲ့တဲ့သူ့ရဲ့နောက်ဆုံးစေတနာပါအဲ့ဒီညမှာပဲမီဒရက်ရဲ့ဆိုင်ဘုတ်တွေမိရှုခံလိုက်ရပါတယ်မီဒရက်ကတော့ရဲတွေလောက်တာလို့ထင်ပြီးလက်စားချေဖို့အတွက်ရဲစခန်းကိုတက်စီပလင်းနဲ့ပြစ်ပေါက်မိရှုလိုက်ပါတယ်ဒါပေမဲ့ဒစ်ဆင်ကစခန်းထဲမှာဝီလိုဘီရဲ့စာကိုနှစ်ချက်တက်ပြီးဖတ်နေတာကိုသူမသိခဲ့ပါဘူးတက်ဆင်ကမီဒီယာကနေအန်ဂျလာရဲ့အမှုရဲဖိုင်ကိုယူပြီးအသက်လူထွက်လာခဲ့ရပါတယ်။သူ့ကိုဒေတာကန်ဂျိမ်းစ်ကကယ်တင်လိုက်ပါတယ်။ဆေးရုံမှာတက်ဆင်ကသူ့ကိုယ်တိုင်ရိုက်နှက်ခဲ့တဲ့ရက်ဝယ်ပြီးနဲ့တခန်းနဲ့ကြပါတယ်။တက်ဆင်ကနောင်လိုက်ရပြီးရက်ကိုတောင်းပန်တဲ့အခါရက်ကသူ့ကိုခွင့်လွှတ်ပြီးလိမ်မော်ရီတိုက်ခဲ့ပါတယ်။နောက်ပိုင်းမှာတက်ဆင်ဟာဘားတစ်ခုမှလူတစ်ယောက်ကမိန်းကလေးတစ်ယောက်ကိုအဓမ္မကျင့်ခဲ့ကြောင်းကြွားနေတာကိုကြားလိုက်ရပါတယ်။သူဟာအဲ့ဒီလူရဲ့ DNA ကိုရဖို့အတွက်သူ့မျက်နှာကိုကုတ်ချစ်ပြီးလက်သေးကြားမှာအရေးပြားနမှုနာယူလိုက်ပါတယ်။ဒါပေမဲ့စစ်စစ်ကြီးတဲ့အခါအန်ဂျလာကိုတတ်တဲ့သူမဟုတ်ပဲအခြားတစ်ယောက်ဖြစ်နေပါတယ်။ဒါပေမဲ့အဲ့ဒီလူကတယောက်ယောက်ကိုတော့ဒုက္ခပေးခဲ့တာသိကြပါတယ်။နောက်ဆုံးမှာတော့မီဒရက်နဲ့ဒစ်ဆင်ဟာအဲ့ဒီလူရှိရာအိုင်နာဟိုကိုကားအတူတူမောင်းသွားကြပါတယ်။လမ်းမှာမီဒရက်ကရဲစခန်းကိုမိရှို့ခဲ့တာသူမှပါလို့ဝန်ခံလိုက်ပါတယ်။တက်ဆင်ကလည်းသူတီးပြီးသားလို့ပြောပါတယ်။အဲ့ဒီလူကိုတကယ်တမ်းမှလာလို့မေးတဲ့အခါနှစ်ယောက်စလုံးကမသေးရသေးဘူးလမ်းမှာဆုံးဖြတ်ကြတာပေါ့လို့ပြောရင်ခီးဆက်ခဲ့ကြပါတယ်။သူတို့နှစ်ယောက်ဟာတရားမျှတမှုနဲ့လက်စားချေမှုကြားထဲမှာတယောက်တည်းမဟုတ်တော့ပဲအတူတူရှောက်လန်းသွားကြတာဖြစ်ပါတယ်။